လေးကိုပြန်ပိုက်လာမယ်နော်အဲ့တော့ပြန်ပိုက်ကဘလို့ပဲတီးတီးဒါတကယ်လို့ဒီနှုတ်ထဲမှာတော့ပြောလို့တီးထားတယ်နော်ဒီမှာကြည့်ကြည့်ပါဒီဟာပဲဇုံဖာနဲ့ဒိုနဲ့ဇုံဆိုနဲ့ဒိုနဲ့ဇုံဖာတစ်လုံးနဲ့နောက်ရေနဲ့ဒိုနဲ့ဇုံနောက်ဒီမီနဲ့တီနဲ့ဇုံလက်တန်းဇုံမီတစ်လုံးရေနဲ့ဒိုနဲ့ဇုံဒါပြီးရင်ဒိုနေရာကိုလက်ခလဲလာဒိုတီလာနော်ဒီကမီဇုံဒိုတီလာတီနော်ဒိုတီလာတီပြောတတိဒီတေပြောနော်တင်းနေသုံးလေးဒိုတီလာတီတီတစ်လုံးနဲ့တီဒိုဇုံနော်နောက်ပြီးတော့ဒီတွေနေရာကိုရေနေရာကိုလက်ညှိုးပြရေနဲ့ဖာနဲ့ဇုံဖာဒိုအဲ့ဒါကိုနှစ်ခါတီးရေဖာဒိုရေဖာဒိုဒါပဲအဲ့တော့ဒါပြီးရင်sorry ဒါပြီးတော့ကြည့်ပါဒိုနဲ့ဖာနဲ့ဇုံဒိုတစ်လုံးတီးနောက်ပြီးတော့လာဆိုဖာမီရေဒိုဇုံတစ်လုံးအဲ့ဒါပြီးရင်ဒိုကလက်ခလဲလာတီးဘူးတဲ့ဇုံဒိုတီလာတီနောက်တီတီရေဒိုဒါတော့ရှေ့တော့တိုင်တီးလိုက်ပါမပြတော့ဘူးเนาะဒါလေးကတော့ရှေ့မှာပုံရပေးသားဆိုလေเนาะအဲ့တော့ကာကြီးကခဏရေးမပြတော့ဘူးလေเนาะအဲ့တော့စောင်းဦးကိုအယိုးပိုက်ရဲ့ပြန်ပိုက်ရဲ့တီးပြပါမယ်အဲ့ဒီပိုက်ကဒါပေမဲ့မိုင်းမုံဝေကနေမိုင်းဝေကနေစမှာเนาะအဲ့ဒီပိုက်ကကြစပြီပြန်တီးပြမယ်နော်ကျွန်တော်တီးရမြန်တော့မြန်ရင်မြန်လိမ့်မယ်အဲ့တော့ဖြည်းဖြည်းပြန်တီးပြမယ်နော်မြန်သွားတယ် sorry အဲ့တော့မိုင်းဝေးတောင်းလေးတုတ်ဖြူဆောင်းဦးဟေးမာ